ကိုယုံကြည်မှုတိုးစေဖို့အနီရောင်လေးဝတ်ကြည့်ပါ။ဒီကတော့အနီရောင်ပလီစာတွေမဟုတ်ဘဲနဲ့လက်သေးကိုလည်းအနီရောင်စိုးထားပါတယ်။ဘာလို့အနီရောင်လဲဆိုတော့အနီရောင်ကကရဲ့ favorite color တော့မဟုတ်ဘူး။ဒါပေမဲ့အနီရောင်ဆိုတာကအရာတစ်ခုလည်းမဟုတ်ဘူး။ယုံကြည်မှုရဲ့အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။စိတ်ထဲကြားတဲ့နေ့ပဲဖြစ်ဖြစ်အရေးကြီးတဲ့အလုပ်တွေရှိတဲ့နေ့ပဲဖြစ်ဖြစ်အနီရောင်လက်သေးလေးနဲ့အနီရောင်အင်ဂျီကိုဝတ်လိုက်တဲ့အချိန်ကဘာမဆိုကြော်ဖြတ်နိုင်တဲ့သူလို့ခံစားရတယ်ပေါ့နော်။အနီရောင်ပလီစာနဲ့အနီရောင်လက်သေးရပေးတဲ့ confidence ကတကယ်ကို powerful ဖြစ်စေရတယ်။ကလေကိုအကောင်းဆုံးပုံစံနဲ့မြင်တွေ့ချင်တဲ့နေတိုင်းအနီရောင်ပဲရွေးဖြစ်တယ်။ကိုနှစ်သက်တဲ့အရာကိုဝတ်ဆင်ရတာလေကိုချစ်ချင်းပေါ့နော်။တနည်းအားဖြင့်ပြောရင် self love တစ်မျိုးပါပဲ။များသောအားဖြင့်ကရဲ့လက်သေးဆိုရင်လည်းအနီရောင်ပဲထားပစ်တာများရဲ့ပေါ့နော်။နေအပ်တွေကိုသွားတယ်ဒါပေမဲ့ဘယ်လိုမျိုးကာလာဆိုးရမလဲဘယ်လိုဒီဇိုင်းလေးဖော်ရမလဲလို့စဉ်းစားလိုက်တိုင်းမှာကအနီရောင်ကိုပဲခေါင်းထဲမှာပေါ်လာတယ်။ audience တွေရောအနီရောင်ဝေးရဝါသနာပါလားကြိုက်ကြလား comment မှာပြောခဲ့အောင်နော်။ဒီနေ့ sharing လေးကိုသဘောကျရဆိုရင် like and follow လေးလုပ်ထားဖို့မမေ့နဲ့အောင်နော်။ပြီးတော့ audience တွေရဲ့အကြိုက်ဆုံးအရာကရောဘာရောက်ဖြစ်မလဲ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။အော်မေးလို့ကိုပိုချစ်ဖို့ဆိုတာကတင်းငယ်တဲ့အလေးထားလေးတွေကိုပြုပြင်ပြောင်းလဲတာအနေစပါဒီလိုမျိုး grooming tips လေးတွေကိုအမြဲသိချင်ရင်ကေနဲ့အတူရှိနေပြီပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်တတ်တာပါ